ကဲခုနေ့ရမင်္ဂလာဆောင်ပြီဆိုတော့တင်းနေရဘလို့နေလဲဟင်းပြောလိုက်ကကလေးဟာကွာဘာဖြစ်လို့ငါအဲ့နေရတယ်ကြိုပြောလိုက်ရမှာကွာနေချစ်တယ်အေးငါတခုခုငါမေ့နေတာရက်တော့နေငါနောက်ပြီးဖုံးဆက်လာအေးတာကြီးတကယ်ကြီးအိမ်ကိုခဏတော့လာခဲ့ပါအောင်ငါတို့ဆွေးနွေးစရာရှိတယ်အေးငါလာခဲ့မယ်မင်းတခြားအိမ်မှာစောက်တယ်ကဲထိုင်ဆောင်နေမယ်ကြားလိုက်တာကွာကောင်တင်းတောင်အေးဝင်လာခဲ့လေတကယ်ကြီးဝင်လာပြီနော်တာကြီးကျွီးထိုင်လေးတာကြီးအေးငါ့ကိုခေါ်ပြီးမင်းဘာပြောမလို့လဲတာကြီးအေးကွာငါဆွေးနွေးနေတာငါညီကပြန်တက်လို့ရမှာတိတ်ကောင်းပါလေဟာမင်းကလေကိုညီကိုတော့မင်းကပြန်တက်အောင်မယ်ဟာလားအေးကွာမင်းမှာအထူးတက်ခွဲတွေပါရှိလို့ရှိရင်ငါ့ကိုတစ်ချက်လောက်ဖုန်းလေးနဲ့လမ်းတောက်ပေးပါလားအေးငါမှတော့ရှိတယ်ဒါပေမဲ့တို့ရှိကလက်နဲ့ငါပြီးတော့မင်းနဲ့ငါနဲ့သူ့တက်တိုင်တော့ရတယ်ဒါပေမဲ့မင်းသူ့အလောင်းတော့တေချာမြုပ်ထားရမယ်နော်သူများတကရှာတွေ့ဝိုင်းတော့မင်းသွားလိုက်မယ်ကြားလားအေးအဲ့ဆိုရင်မင်းနဲ့ပန်ကြရင်လက်နဲ့တွေပါယူလာခဲ့နေုံလက်နဲ့ယူလာခဲ့ရမို့ငါ့ကို तू ကတက်လို့ရှိရင် तू ငါတွေ့ကောင်းပါလေအဲ့ဒါဆိုငါယုံကြည်မြင်နေအောင်ပေါ့အားကြောင့်မင်းဂျိုကာအင်ကြီးတွေပါယူလာခဲ့ကြားလားအေးမင်းလည်းအင်ကြီးဝစ်စုံတွေပါတခုခုတွေပါယူလာခဲ့နော်ကြားလားအေးအဲ့ဒါမှငါတို့မြန်မသိမှာ तू ကငါတို့နှစ်ယောက်တော့သိရဲကွာမင်းငါညီကမင်းနဲ့ငါနဲ့လေသိရမလားမင်းနဲ့တငယ်ချင်းတွေဆိုသိရအေးမင်းလည်းယူလာခဲ့နော်အေးတဒါ tomorrow အေးတိုင်မင်းယူလာခဲ့တာအေးယူလာခဲ့တယ်ဒီမှာမင်းကိုဝစ်ချင်တဲ့ဝစ်ဆောင်ဒီကြော်ကဝစ်ဆောင်မင်းဝစ်လိုက်ငါကကြတော့ဆက်ရောက်လိုပါလို့နဲ့ဒီဝစ်ဆောင်ဝစ်လိုက်မယ်ကြားလားအေးမင်းလက်နဲ့ဒီပါပါသေးလားပါတယ်လေလက်နဲ့ဒီပါပါတယ်မင်းကိုပြမယ်ဒီက smoke ဘုံမင်း smoke အဲ့ဘုံတစ်ခုပြစ်လိုက်တာနဲ့အဲ့တော့မြူတွေထိုင်သွားလိုက်မယ်โอเคလားအေးဒါကကြတော့မင်းတည်ရတဲ့မယ်ဒီ shovel ကကြတော့မင်းသူ့တက်ပြီးတိုင်းမင်းမြုပ်ဖို့ဒီလက်နဲ့တစ်ခုကတော့မင်းနဲ့ငါလည်းတယောက်တစ်လက်โอเคလားကြားလားအေးအားဆိုငါတို့မနှက်ခံကြရင်စရင်ရှင်းကြအကောက်ဒါမဲ့သူ့ကောင်မရဲခေါ်လိုက်တော့ငါတို့သွားမှာနော်အေးဘာရွှေစီအောင်ငါအဲ့ဒါငါအားလုံးရှင်းပြီမယ်အေး tomorrow မနှက်ပြန်ရောက်တော့အခါအေးတင်းနေမှာဖြစ်နေကကင်းချစ်တယ်လေကကင်းချစ်တယ်လေအဘချစ်တယ်အဘတင်းတောင်သူလည်းမသိဘူးသွားကြည့်လိုက်အောင်သူလည်းမသိဘူးဒါလေးကငါဒီနားလေးကလမ်းချောင်းကြည့်လိုက်အောင်စမောဘုံလာပြီဟေးစမောဘုံနေပြရှီစမောဘုံဖုံကစမောဘုံနောက်တစ်ခုပြစ်မယ်